အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာ YWN Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးမယ့်တရေဇလန်လေးနာမည်ကတော့အောင်လန်းဘူထင်အပိုင်းလေးပထမဦးဆုံးပူပေါင်းတိုက်ပွဲပဲဖြစ်ပါတယ်အားလုံးပဲအစင်းသင့်နေပြီဆိုရင်စလိုက်ကြရအောင်ညောင်မင်းကြီးကမိစ္ဆာကိုနှိမ်နှင်းပြီးတဲ့နောက်ရွာကလေးဟာခဏခဏတော့အေးချမ်းသွားခဲ့ပါတယ်ဒါပေမဲ့ဘိုးထင်ကတော့စိတ်မချနိုင်သေးပါဘူးတငယ်ချင်းတွေဖြစ်တဲ့ပီတူတာရာတာအေးနဲ့ဖိုးထွေးတို့ဟာဘိုးထင်ရဲ့ကစွမ်းကိုငင်ပြီးတဲ့နောက်မှာတော့ကြောက်ရွံ့မှုတွေထက်အားကိုးလိုစိတ်တွေပိုများလာကြပါတယ်။ဒီနေ့မှာတော့ပေတူးကဘိုးထင်စီကိုရဲရဲဝံဝံချမ်းကပ်လာပြီးပြောလိုက်တယ်။ဘိုးထင်ငါတို့လည်းမင်းကိုကူညီချင်တယ်။ရွာကိုကာကွယ်တဲ့နေရာမှာငါတို့ကိုလည်းပညာလေးတွေသင်ပေးပါလားတဲ့။ဘိုးထင်ကခဏစဉ်းစားပြီးပြုံးလိုက်ပါတယ်။သူသိနေပြီလေ။နောင်လာမယ့်ဘေးအန္တရာယ်တွေကပိုကြီးမားလာအောင်မဆိုတာ။သူတယောက်တည်းနဲ့မလုံလောက်ဘူးဆိုတာကိုပေါ့။ကောင်းပြီတငယ်ချင်းတို့အောက်လန်းအတက်ဆိုတာစိတ်တက်ထိုင်မှဟုအရေးကြီးဆုံးပဲမင်းတို့ကငါအခြေခံကာကွယ်တဲ့အတက်တွေတင်ပေးမေတဲ့ဘိုးထင်ဟာပေတူးကိုအင်းရေးထားတဲ့ตึกတစ်ချောင်းတာရာနဲ့တာကြီးကိုတော့အစွမ်းထက်ဓားမြောင်တွေဖိုးထီကိုတော့မန်စီအင်းတခုံစီအနှင်းလိုက်ပါတယ်ဒါပေမဲ့သူတို့ပညာစမ်းဖို့ချင်းကတိတ်မဆောင်လိုက်ရပါဘူးထိုနေ့ညီဝင်ချိန်မှာမေရွာစုံကတင်ကြိုင်ဟောင်းဘက်ကနေမြူကိုမြဲကြီးတွေလွင့်ပြန်လာပြီးထူးဆန်းတဲ့အယိုးစုစစ်တီတွေနဲ့နာနာဘာဝအုပ်စုကြီးဟာရွာထဲကိုဦးတီဝင်ရောက်လာပါတော့တယ်။ဒါဟာတစုံတစ်ယောက်ကနောက်ွယ်ကနေဈေးခိုင်းလိုက်တာသိသားနေပြီပေါ့။တငယ်ချင်းတို့မကြောက်နဲ့ငါပေးထားတဲ့အင်းတွေကိုယုံကြီးကြီးနဲ့ထုံစမ်းလို့ဘိုးထင်ကအမိန့်ဖိလိုက်ပါတယ်။ဘိုးထင်ကအလဲကနေကာထားလေးကိုရွတ်ဆိုပြီးရွှေရောင်ဝေးနေတဲ့အင်းကွက်ကြီးကိုဖန်တီးလိုက်ခြင်းပါ။ပေထူးတို့၄ယောက်ဟာလည်းဘိုးထင်ကိုဝိုင်းရံပြီးသူတို့တတ်ထားတဲ့ပညာလေးတွေနဲ့မကောင်းဆိုးဝါးတွေကိုရဲရဲဝံ့ဝံ့ပြင်လဲခုခံကြပါတော့တယ်။ဘိုးထင်တဲ့တငယ်ချင်းတို့ရဲ့ပထမဦးဆောင်ပူပေါင်းတိုက်ပွဲကဘလို့အဆုံးသတ်မလဲဒီမကောင်းဆိုးဝါးတွေကိုစေခိုင်းလိုက်တဲ့နောက်ကွယ်ကလက်မဲကြီးကဘသူလဲဆိုတာကိုတော့နောက်ထပ်အပိုင်းမှာဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာ